ပြိုင်မြောက်ဆုံးတဲ့ပွဲဘယ်ကောင်ပို့ပြီးတော့လေကြီးမလဲဆိုတာပဲကျွန်တော်တို့ကြည့်ရပါတော့မယ်ဒီကောင်ကလည်းသူ့စီမှာကားသာရှိလို့ရှိရင်ဘာမှဆိုသူစွမ်းဆောင်နိုင်တယ်ဆိုပြီးတော့ပြောထားတဲ့ကောင်ဒီကောင်ကလည်းဘလုံးနဲ့ပတ်သက်လို့ရှိရင်ဒါသူ့ကိုသူ god ပါလို့ထင်တဲ့ကောင်နှစ်ကောင်သွားတွေ့ပြီပြီးခဲ့တဲ့ရက်ပိုင်းကပဲဒါ Benedict Guerrero ကသူ့ရဲ့ social media ကနေတစ်ဆင့်ဒါဝင်ပြခဲ့တာပဲဖြစ်ပါတယ်အခုလာမယ် Fast and Furious ကအစ်စ်မှာဒါ CR7 ပါလာမယ်ဆိုပြီးတော့နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒါဇန်ညွန်းတွေပါတော့မကြိုပြီးတော့ပို့ပြီးသွားပြီဆိုတော့တကယ်ကိုဒါအပြန်ရှယ်ချမ်းမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ villain ပဲပါစီခြင်းတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဗျာ villain ဖြစ်မှာဗျာဒါအပြန်ချမ်းလို့ရမှာBenedict ဘက်ကနေပြီးတော့ဗျာပါမယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့ family တွေရောက်သွားပြီးတော့နောက်ကားတွေပါခေါ်ရိုက်နေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရှုပ်ကုန်လိမ့်မယ်ကျွန်တော်အနေနဲ့ Fast and Furious ထဲမှာဗျာဒါအကြိုက်ဆုံး movie ဆိုလို့ရှိရင်တော့ဒါ Fast Five ပေါ့နော်ဒါ Brazil mission ကတော်တော်လေးကိုမှကျန်းတယ်လို့ပြောလို့ရတယ်လက်ကိုဆက်ပြီးတော့ဗျာဒါ This Brazil လို့ပါတော့နောက်ဆုံးခန်းထီကိုဒါပတ်စံပုံဆွဲပြီးတော့ဗျာတော်လေးဒါမိုက်တယ်အခုတော့ဒါဘယ်လိုမျိုးကြမ်းအောင်ပါတယ်ပေါ့နော်အခုလက်ရှိအနေထားရဆိုလို့ရှိရင်တော့ဒါမထွက်ခင်နေရအောင်မှာတော်လေးပွဲစုနေတဲ့အနေထားဆိုတော့ထွက်လာလို့ရှိရင်လည်းပို့ပြီးတော့ high ဖို့တော့ကောင်းပါတယ်ဒါ CR7 fan တွေအနေနဲ့ဆိုလို့ရှိရင်လည်းတော်လေးကိုမှဒါသဘောကျနှစ်သက်လိမ့်မယ်ပြီးလို့ရှိရင်ဒါဒီကားအတွက်ကိုတခါတည်း attention ရှာပြီးသားဆိုတော့ပို့ပြီးတော့ပဲ high ဖို့ပဲရှိပါတော့တယ် CR7 ရဲ့ body အရင်မောင်းနေတာနဲ့ဆိုလို့ရှိရင်ဒါတော်တော်လေးကိုမှကြည့်လို့ကောင်းပြီးတော့တကယ်လည်းမိုက်မှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဗျာဒါကားတွေပါပြီးမောင်းတာလေးနည်းပဲ CR7 ကဝါသနာပါတယ်ဆိုတော့ဒီတော့ဘာမှပြောစရာမလိုအကုန်လုံးက okay ဆိုပြီး quality တက်တီထိမိပြီးဒီတော့ Benedict နဲ့ CR7 နဲ့ Benedict ဘာတွေဖြစ်ကြမလဲပေါ့နော်ဒါတော့ပါပဲကျွန်တော်နောက်မှပဲဆုံးညပါမယ်